Avion ကိုအခုမှစားစောမဲ့ညီကိုတွေအတွက်ကျွန်တော်ကဒီနေ့ကာရီတာအစ်နဲ့စောပြမယ်ပေါ့နော်ကျွန်တော်မြို့ပေါ်ရောက်တဲ့အထိကိုကျွန်တော်စောပြမယ်မြို့ပေါ်ရောက်တဲ့အခါကျရင်တော့ကျွန်တော်ကဒီအရင်ကဖွင့်လာတဲ့အကောင့်နဲ့ပဲကျွန်တော်စောပြမယ်အရင်ကဖွင့်တဲ့အကောင့်ကလည်းအကောင့်တစ်ပါပဲအဲ့လိုမျိုးတအားကြီးစော့ထားတဲ့အကောင့်တော့မဟုတ်ဘူးကျွန်တော်မြို့ပေါ်ရောက်ကစားအကောင့်လေးပါပဲအဲ့အကောင့်နဲ့ကျွန်တော်ပြန်ပြောင်းစောပြမယ်ဒါဆိုရင်ကျွန်တော်ကာရီတာအကောင့်တစ်ဖွင့်ပြီးတော့ကျွန်တော်ကာရီတာတစ်ခုတည်ဆောက်မယ်။ကွာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကွာကြိုက်နေတဲ့ရာကာရီတာကိုကျွန်တော်ရွေးလို့ရတယ်။ကာရီတာကိုရွေးပြီးရဲ့အခါကျရင်ကျွန်တော်ခုလိုမျိုး skin color ပါမယ် skin color မှာကိုကြိုက်နေတဲ့ရာ skin တို့လည်းရွေးချယ်ပိုင်ခွင့်ရှိတယ်ဖြူဖြူမဲမဲကိုယ့်ရဲ့သဘောပဲကျွန်တော်ဒီ skin လို့ပို့သဘောကျတယ် skin ပြီးတော့ face ကကြောက်ကျွန်တော် face 1ကနေပြီးတော့ face 60ရှိတယ်။အဲ့ပေါ်မှာကိုကကြိုက်နေတဲ့ရာ face ကိုလည်းရွေးချယ်ပိုင်ခွင့်ရှိတယ်။ပြီးကြရင် hair style hair style တော့တိတ်ပြီးတော့ကိုကျိုင်းတဲ့ရပဲပေါ့နော်ပြန်ရင်ကျွန်တော်ဒီမုတ်စိတ်မွေရွေးတယ်မုတ်စိတ်မွေလည်းကိုကျိုင်းတဲ့မုတ်စိတ်မွေရွေးလို့ရတယ်ပြန်ရင်ကျွန်တော်ကဒီသပင်းကလာသပင်းရောင်ရွေးသပင်းရောင်ရွေးပြီးကျွန်တော်ဒီပေါ့အနာဝဲပေါ့နော်အနာဝဲတော့နည်းနည်းအရေးကြီးပဲဘာကြောင့်လဲဆိုတော့ကိုက skin မရခင်ကာလမှာတည်သွားတဲ့ခါကျရင်ကိုကဘလူးမျိုးပြန်ပေါ်လာမလဲပေါ့နော် response ဘယ်လိုပြန်ပေါ်လာမလဲကိုကဒီလိုပြောင်လေးပဲပြန်ပေါ်လာချင်တာလားဒါမှမဟုတ်ဒီလိုမျိုးလုံးဝမပါတဲ့ပုံစံမျိုးလေးနဲ့ပြန်ပေါ်ချင်တာလားဒါမှမဟုတ်ဒီလိုမျိုးနည်းနည်းလေးနဲ့ပြန်ပေါ်ချင်တာလားဒါမှမဟုတ်လို့အပြည့်ဖုံးပြန်ပေါ်ချင်တာလားပုံမူတည်တယ်ကိုကြိုက်နေတဲ့ရာကိုရွေးလို့ရတယ်ပေါ့နော်ဒါတော့ကိုကတော့ Avion စားစောပြီဆိုကြတဲ့ကျွန်တော်ဒီဟာကိုမြင်နေရတော့မှာနော်ဒါဆိုတော့ကျွန်တော်အနာဝဲကလာရောင်လေးပါထရွေးလို့ရသေးတယ်အဲ့လိုမျိုးပေါ့နော်ဒီဒါယူပွင့်ကြောတဲ့ဘာကြီးကြောကာရီတာနဲ့ကအရေးကြီးတယ်ကာရီတာနဲ့ကတစ်ခေါက်ပဲပြီးလို့ရတယ်ကျွန်တော်ကတော့ဒီကျွန်တော်ရဲ့ဂေးကဒမိုနစ်ဒီကညီကိုပြပြထားတဲ့နာမည်လေးကျွန်တော်ပြီးလိုက်မယ် no RMD cross ဆိုပြီးတော့ကျွန်တော်တော့ရေးလိုက်မယ်အဲ့ပြီးတော့ကျွန်တော်တော့ဒီနောက်တစ်ခေါက်အစ်ဖွင့်မှာပဲကျွန်တော်နာမည်တေးချပြီးတော့မယ်အခုကတော့ကာရီတာအစ်တစ်ခုဆိုတော့ကျွန်တော်အဆင်ပြေနေမယ်ကျွန်တော်ရွေးပြီးလိုက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီplay tutorial ရှိရဗျာဒါ tutorial မပါတော့ကျွန်တော်မဆော့ဘူးကျွန်တော် tutorial ပါရမယ်ကျွန်တော်ဆော့ဘူးလေအဲ့တော့ကျွန်တော် tutorial နဲ့ကျွန်တော်ဆော့ပြမယ်နောက်မှကျွန်တော် tutorial မပါဘဲနဲ့ကျွန်တော်အကောင့်တစ်ထပ်ဖွင့်ပြီးကျွန်တော်ဆော့ကြည့်မယ်ဆိုတော့ကျွန်တော်ဆက်လိုက်ကြရအောင်စစချင်းဆိုရင်တော့ကျွန်တော်တို့ဒီတဲတောင်ပြင်ပေါ်မှာပဲအိတ်နေကြမှာအကုန်လုံးကတဲတောင်ပြင်ပေါ်မှာလွင့်နေတဲ့ခွေးလိုပဲဗျာဒီလားတောင်ပြင်မှာလွှတ်ထားခွေးလိုပဲဒီကင်းရဗျာဒီလားကိုကဟိုအင်္ဂလိပ်စာမှာဖတ်တယ်လို့လည်းအဆင်ပြေတယ်ဘာကြောင့်လဲဆိုတော့ဒီမှာသူကဒီအပိုင်းလေးပဲဗျာဒါ tutorial ပါဗျာနောက်ပိုင်းကျရင်ကိုကလှုပ်ချင်တာလှုပ်ဗျာဒီလားမြန်မာ player ရဲ့ communication တအားကောင်းတယ်အားကြောင့်တိတ်ပြီးတော့ true ပူကြမလို့အခုဒါကြီးကိုမဖတ်တယ်လို့အဆင်ပြေပါမလားဆိုပြီးတော့မတွေးရနဲ့သူ့မှာအကွက်လေးတွေဗျာဒီအကွက်လေးတန်းကိုကရှောက်သွားရုံပဲဗျာဒီလားကျွန်တော်ဒီမှာchat ကိုကျွန်တော်ထိုးရမယ်ဒါတော့ကျွန်တော် hidden treasure ပေါ့နော်ကျွန်တော်စိတ်ထင်တာကျွန်တော်နာမည်တေချာမဖတ်မိလိုက်ဘူးကျွန်တော်ဒီမှာလည်းမြင်လိုက်ကျွန်တော် mercenary ခုရတယ်ကျွန်တော်ဒီမှာတော့ဖက်နက်စပယ်ကျွန်တော်တုံးခိုင်းကျွန်တော်ဖက်နက်စပယ်ဒီမှာ5စက္ကန့်4စက္ကန့်ဖြစ်နေတယ်အဲကျွန်တော်ဒီ F ကိုဖက်နက်စပယ်ကျွန်တော်3ပြောကျွန်တော်ဒီသွားရပေါ့နော်ဒါတော့ကျွန်တော်တို့ကြောက်တုံးနဲ့ဒီပါလေတစ်ပင်ခုတ်ခိုင်းနေပေါ့ဒါတွေအကုန်လုံးပြီးသွားပြီဆိုရင်ကျွန်တော်သူ့စီပြန်သွားမယ်သူ့စီပြန်သွားပြီးတော့ကျွန်တော်တို့ဒီပေါ့ဒီလက်ခံထားတဲ့ mission ကိုကျွန်တော်ဆက်လုပ်မယ်လက်ခံထားတဲ့ mission ကိုဆက်လုပ်ပြီးကျွန်တော်ဒီဓာတ်ကိုကျွန်တော်တွေက crafting လုပ်လိုက်မယ်ဓာတ်ရယ်ကျွန်တော်တို့မှာပြန်ရင်နောက်တစ်ခုကသူပေးတဲ့ item ဖြစ်တဲ့ဒီဆော့ရသွားပြီပြီးတော့ကျွန်တော်သူ့စီကနေကျွန်တော်ရှီးကိုပြန်ယူမယ်ရှီးကိုပြန်ယူပြီးတဲ့အခါကျရင်ကျွန်တော်ဒီတကောက်ကိုဖျက်ပြီးတော့ဒီ mod ကိုကျွန်တော်ရှင်းရမယ်ကျွန်တော်ဒီဘိုင်းလေးကိုနည်း skip လိုက်မယ်နော်ကျွန်တော်ဒီဘိုင်းရောက်လာနောက်ပိုင်းမှာကျွန်တော်ရေးကြည့်ရပဲကျွန်တော်ရေးပြောရမယ်ဗျာဒီလားဒီအရာကြီးကျွန်တော်ဆက်ပြီးတော့ပြပြီးတော့စော့ပြနေပို့ပြီးတော့ကြာသွားလိမ့်မယ်15မိနစ်20လောက်သွားမှာပဲဒီချိန်မှာသူခိုင်းတဲ့ tutorial ကျွန်တော်ပြီးအောင်လုပ်လိုက်မယ်ပြီးအောင်လုပ်လိုက်ပြီးရင်ကျွန်တော်ဒီ new ပေါ်ကျွန်တော်ရောက်မယ်ပေါ့နော်ဒီမှာတစ်ချက်ကဒီ new ပဲဗျာကျွန်တော် new ကိုအဓိကထားပြောချင်တယ် new ကိုဝယ်နိုင်တလောက်ဝယ်ကို့မှာ background ရှိလို့ saver ပေးမဲ့ကောင်ရှိတော့တမျိုးပေါ့နော် background မရှိဘူးဆိုရင် new ကိုကစမ်းတလောက်ဝယ်မျိုးစမ်းသလောက်ပဲပြီးတော့မျိုးပေါ်မှာတွားရအောင်တကောင်3000ရတယ်ဒီမှာ3ချက်တောင်ဆိုတော့တကောင်3000ရတယ်တဲ့အတွက် economy ကကျွန်တော်တို့ကအစ1000မြတ်တယ်အဲ့ဆိုကျွန်တော်နောက်တစ်ခုထပ်သွားကြရအောင်ဒီဘက်မှာကျွန်တော်ကitem 3ခုကို crack ရတဲ့အခါရှိရဗျာဘိုးရယ်ဆော့ရယ် fast တဲ့ဆိုပြီးတော့ကျွန်တော်ရှိတယ်အဓိကတော့ကိုက
ဘာကင်မလဲပေါ့မူတီရေပေါ့နော်ဒါနောက်ပိုင်းကျရင်လည်းကိုကဒါတွေကကုန်ကင်လို့ရဆိုပေမဲ့ကျွန်တော်ဒီ newbie ကနေပြီးတော့ကျွန်တော်ဒီမြို့ပေါ်ရောက်တဲ့ခါကျရင်ကျွန်တော် game နဲ့ပဲ contact လိုက် join ချင်တာပဲရှိရှိgame mode တာပဲ contact လိုက် join ချင်တာပဲရှိကျွန်တော်ရဲ့အရေးကြီးရတာကြီးတာအဓိကကွာအဖွဲ့နဲ့ contact join ဖို့ကျွန်တော်ဒီဆော့မှာကျွန်တော် battle ace တို့ hammer တို့ဒီလက်တီးတို့ဘာလို့ရှိရကျွန်တော်အသုံးဝင်တဲ့ item တွေကြီးပဲဒါတွေက maze တို့ဘာလို့အသုံးဝင်တဲ့ item တွေကြီးပဲဒါပေမဲ့ပေါ့ကိုက solo player နဲ့ပဲသွားကိုကအဖွဲ့နဲ့ပဲသွားဒီလိုမျိုး maze လိုမျိုးပဲတာဝန်ကြီးတဲ့အရာတွေကင်မှာထက် newbie ဘွားမှာကိုကဒီလိုဘိုးလိုမျိုးပြကြနောက်က damage ပေးုံပဲလောက်ရတဲ့ဝပုံတွေကင်ဖို့ကျွန်တော်ပို့ပြီးတော့သဘောကျရဲအဲ့တော့ကွက်ဒီမှာ crack လိုက်တယ် crack လိုက်ပြီးတဲ့အခါမှာနောက်ပိုင်းကျရင်လေအကုန်လုံးလူမှာပဲတော့မှန်ဒါပေမဲ့ကိုကမြို့ပေါ်ရောက်ရင်မြို့ပေါ်ရောက်တဲ့ T4 တန်းပွင့်မှုတွေလူသေးတယ်ဒါဒီအကုန်လုံးကအဲ့တော့ကျွန်တော်ဘိုးပဲ crack မဲ့ဘိုးပဲကျွန်တော်ကင်သွားမယ်ဒါတော့ကိုယ့်သဘောနဲ့ကိုယ်တော့ကိုက fire နဲ့တွားကျင်ဆိုလဲ fire ကို crack ပြီးတော့ fire ကိုကင်သွားလို့ရတယ်ကိုက mix နဲ့ပဲကင်ကြဆိုရင်ဒီ saw crack ပြီးတော့ကျွန်တော်က T4 saw ပွင့်တဲ့အထိကျွန်တော်ကင်သွားလို့ရတယ်ဒါတော့ brother ရဲ့သဘောပါဒီမှာပေါ့နော်ကျွန်တော်ကဒီပေါ့ tutorial အလုံးပြီးသွားတဲ့အခါမှာကျွန်တော်ရဒီရောရွေးရတယ်ရောရွေးခါမှာသူကအရင်တော့ဒီလိုမပြတာကိုထင်တာပဲအခုမှပြရတာမသိကိုစကျင်တဲ့နေရာကိုရွေးရ newbie တော်တော်များတော့ brave watch ကိုရွေးကြအများဘာလို့သူမှကျတော့အသားပေါက်တာတွေရောအသားကျတာတွေရောများတယ်လေအကောင်ပေါက်တော့အကောင်ကျတော့များကျွန်တော်တော့လင်းမောက်ပဲကျွန်တော်ရွေးရကျွန်တော်တော့ဒီ limit function မှာကျွန်တော်အဓိကထားကစားလူဖြစ်တော့ကျွန်တော်လင်းမောက်ကျွန်တော်ရွေးရအဲ့ဒါဆိုကျွန်တော်ကဒီ game နဲ့ရောက်လာတယ်ကျွန်တော်ဒီပေါ့ game နဲ့ဆက်ရောက်ပြီးတော့ခုကဆိုရင်ကျွန်တော်မြို့ပေါ်ရောက်ပြီးကျွန်တော် CD သွားတယ်သွားပြီးတော့ new ကိုကျွန်တော်ရောင်းတယ် new ကကွာဆဲဟောတာတင်နိုင်ကွာ9000 8000 1000လောက်ကွာကောင်းရရင်မယ်ကျွန်တော်တော့အဲ့လောက်ထိမစောင့်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် new တစ်ကောင်ကိုကျွန်တော်3000နဲ့ပဲကျွန်တော်ရောင်းလိုက်တယ်ကျွန်တော်4ကောင်ဆိုတော့ကျွန်တော်12000လောက်ကျွန်တော်ရမယ်ဗျာဒီလားဘာအဖြစ်လက်ထဲမှာဗျာဒီက12000 1300ကောင်းရသွားပြီဆိုတော့ new ဘွားကျွန်တော်တွေကကောင်းစတင်လို့ရပြီနော်အဲ့တော့မှကျွန်တော်ရဒီပေါ့ transportation တွေကျွန်တော်ကောင်းလုပ်လို့ရရ new ဘွားမှာ12000နဲ့ဘာမှလုပ်လို့ရမှာလဲတွေးနေလူတွေကြောက်အဲ့လိုမျိုးတွေတကယ်လုပ်လို့ရတယ်လေရှိတယ် new ဘွားမှာ12000နဲ့ဗျာကျွန်တော်လုပ်လို့ရရှိရနော် newbie အတွက် game play ကတော့ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်ဆုံးသက်လိုက်မှာဖြစ်လို့အဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီကျွန်တော်ကျေးဇူးတင်ပါတယ်အားလုံးပဲကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆောင်ပြကြရအောင်မေးချင်တာရှိနေကျွန်တော် comment မှာမေးထားရင်လည်းကျွန်တော်ရဲ့အကောင့်ကိုလည်း follow လုပ်ပြီးတော့ကြပါအောင်ဗျာ